ဒီခါတော့မျောလင့်ထားတာပိုင်းနဲ့ပြန်လဲတွေ့ပြန်ပြီဒီပိုင်းကတော့တော်တော်လာပါတယ်တိုက်ခိုက်တာရှိအအတင်းမှုကောင်းတာရှိနောက်ပြီးတော့နိုင်ငံတိုင်းကိုတီးထောင်နေတဲ့ဆက်လက်ရှာဖွေအခန်းတွေပါပဲဒီခါတော့တကဘာလုံးကက်နေဦးတဲ့တက်တမီဦးနဲ့မန်နိုကူလာဆိုတဲ့နဲ့နိုင်ငံတစ်ကိုတီးထောင်နေတဲ့ပြတော်မင်းသားထဲကူတို့ရဲ့ဇက်လန်ပဲဖြစ်ပါတယ်စောကလေးကလူတွေအကုန်စီကံကြီးတဲ့စိတ်ကိုနိုင်ငံထဲမှာစူပူနေကြပါတယ်တစ်ဖက်မှာတော့တန့်ရှင်းသူမဆိုတဲ့စူဝီနာကိုစောင့်မျှော်ထားကြပေမဲ့အဲ့ဒီကတကယ်ကောင်းလားဆိုတော့မသိနိုင်သေးပါဘူးအဲ့ဒီချိန်မှာပဲတယောက်ကပြောတယ်မော်ဆန်းရှိလားလို့မွေးလိုက်တယ်အဲ့ဒါကိုစုံနာတုံ့ပြန်တယ်မကြခင်မှန်ကြောင်းတီးကြလိုက်မယ်အဲ့ဒီချိန်မှာဘရူးဒေလိုကောင်းအောင်ပေါ်လာပြီးတိုက်ခိုက်ဖို့ထပ်ပြီးအချိန်မှာစူဝီနာကသူ့မော်တောင်ပွေးနဲ့ပြစ်လိုက်တဲ့အချိန်အကောင်လုံးပေါ်ကကနေပြီးကျူမီရှော့ဖလာတာပါတော့တဲ့တစ်ဖက်မှာတော့ထဲကူတူရဲ့သူရဲ့တစ္ဆာရှိတဲ့အတွက် EFFD ကနိုင်ငံတစ်တီထောင်နေကြပါတယ်အဲ့ဒီညကတော့ပြတော့ပြည်တဲ့အခါမှာမိတော့တောင်းနေတဲ့တစ်တော်ကြီးထဲမှာပါထဲကူတူကပြောတယ်လက်တွေချီကြပါဆိုဒီစားဖို့ချိန်ရောက်ပြီတဲ့ EFF များကခေါ်ကြတယ်သူတို့အတွက်ထဲကူတူကမင်းနဲ့တောင်းတကူကြီးတူတူပါဒီဆောက်ရေးအစည်းအဝေးမှာတော့ရေအစားအစာနှိပညာစစ်တပ်စားတဲ့အကြောင်းအရာတွေကိုစကားဆက်ကြပါတယ်လူသားတည်တဲ့အတားတီးတပင်တဲကူတို့အနေနဲ့အစားအစာပေးတဲ့တေးပဲတခုပြောတာလေ EF တယောက်ကရှင်းပြတယ်ဒီဟာကလူသားတည်တဲ့တပင်မှာနားထောင်လိုက်ရတော့တယောက်ချင်းစီတုံ့ပြန်မထနိုင်တော့ပါဘူးဒါပေမဲ့ဒီတစ်ပင်ကတော့တကယ်သုံးဝင်တဲ့အရာပါတစ်တီကအသားရတာရှိပြီးစားလို့ရရင်စားပါလာရတော့တော်တော်မြောက်သွားတယ်ဒါကတော့မိုင်းနိုကူလာနိုင်ရဲ့ပထမဆုံးအစာထုတ်လို့ရဆက်ရုံဖြစ်လာတယ်အဲ့မှာတခုတိတ်ကောင်းတာကအမူအရာတောင်ပြတုံဖြစ်နေလို့တဲ့အစင်းအနေနဲ့တုံးလို့လေရတယ်နောက်ပြီးတောင်တစ်ဖက်မှာအစီဝေးတဲ့မင်းတီတဲ့ကနီးပညာမရှိရင်နိုင်ငံတော်တည်မနေဘူးဒါနဲ့သူတို့ဆက်ရှင်သိမ်းစီကြတယ်ထဲကူတူကပြောတယ်နီးပညာထဲကမက်ဂျစ်နီးပညာကိုဦးစားပေးမယ်အဲ့ဒီချိန်မှာတန်နေထလာတယ်အမေရစိတ်လှရှားပါတယ်သူတို့စစ်ရေးမက်ဂျစ်ကိုစမ်းတတ်တဲ့တစ်ဖက်မှာမိလောင်နေပြီးမျက်စိမတောင်ပြည့်တဲ့မက်ဂျစ်တွေမှာတောင်ပေါ်တောင်ကျဘယ်သူမှဆိုမင်းတက်စွမ်းအားသုံးဆုံးတက်လို့တက်နေတာပါထဲကူတူကပြောတယ်အခုတော့စစ်တပ်မတည်ဘူးဒါပေမဲ့ငါဟီးရိုးတွေဖန်တီးမယ် EF တွေအားလုံးကြောင်တော်ဖြစ်လာကြတယ်ဟီးရိုးသူကရှင်းပြတယ်ဟီးရိုးဆိုတာနဲလို့မကုန်ဘူးအားလုံးထပ်ဖို့အင်အားရှိတယ်သူတို့ပြောတဲ့ဟီးရိုးကတော့တကယ်တော့ရှက်စရာကောင်းတဲ့တကူကြီးလူတွေတရားတဲ့နေတာတမျိုးလုံးအောင်ပြုနိုင်တဲ့သူမျိုးနောက်ဆုံးမှာတော့ထဲကူတူရဲ့အဖော်တူဖြစ်တဲ့အာဒူဆိုသူကပြောပြတယ်တကယ်တော့ငါလည်းဟီးရိုးတူပါမင်းတော့အဲ့ဟောတော့တဲ့သူကတကူကိုထုတ်ပြတော့တဲ့အခါမြေတမြေတစ်တော်တစ်ခုပြတ်သွားတယ်အဲ့လိုနဲ့နိုင်ငံတနိုင်ငံလုံးသုံးလို့သွားတယ်မိုင်းဒိုကူလာနိုင်ငံနဲ့အတူမြေပြင်တောင်ပြောင်းလဲသွားတယ်တစ်ပင်နဲ့အနက်ရောင်ပြောင်းပြီးရေကင်းတဲ့မြေကတော့အနီသွေးလိုတင်းတဲ့ EF တွေအဲ့ဟောကြတယ်ဒါပေမဲ့အဲ့သူကပြောတဲ့ဒီမြေကတင့်တကူရဲ့တက်တွေပါတက် EF တွေအားလုံးတက်တောင်းတက်တာခံစားကြတယ်ဒီမြေကိုသူတို့တက်နေရလို့အဆင်ပြေတယ်နက်တွေတက်စင်းကိုတစ်တော်တဲ့နေရာထဲကူတူကတော့တတိတ်တွေပြောတဲ့ဒါပေမဲ့တော်တော်လာပြီအမြင်မလျှော့နိုင်တဲ့ဒါပဲတကယ်ပါတကဘာလုံးကထဲကူတူရဲ့နိုင်ငံကိုတိလာကြတော့မယ် EF တွေအားလုံးကတပြိုင်နက်ပြောတဲ့ဘီရင်ရဲ့မင်းနဲ့တော့တိကျရအောင်လို့ဟောတယ်ထဲကူတူကတော့ပြောရှင်းပြောတယ်အေးမင်းနှမ်းမလို့သေးပါဘူးအဲ့ဒါတော့နောက်မှဒါပေမဲ့ EF တွေကမနေနိုင်ဘူးမင်းနဲ့ကျွန်တော်တို့နေရသူမနေသေးပါဘူးနောက်ဆုံးတော့ထဲကူတူရဲ့နူးညံ့တဲ့စကားလုံးနဲ့မင်းနဲ့တီကိုဆုံးဖြတ်လိုက်တယ် EF တွေအားလုံးလည်းပြတ်တုံတယ်ထဲကူတူမေတ္တာကုံဆောင်အပေါ်ထက်စေမိုင်းတော်ကူလာနိုင်ငံတဲ့တိုးတက်မှုပါစေဒီဇက်လက်ဟာမတန်တလောက်နဲ့မီနဲ့မင်တာတူရဲ့တိဆောက်မှုမဟုတ်ပါဘူးတကယ်တော့တကုရှိတူရဲ့ဆက်ရတွင်ကတိဆောက်မှုဖြစ်ပါတယ်စူဝိုင်းနာကတက်ရှင်မှုကိုကိုစားပြုတယ်ထဲကူတူကတော့နဲ့အာနာနဲ့တံပြန်မှုကိုကိုစားပြုပေးတယ်တစ်ဖက်ကအလှတရားနဲ့ရည်ချင်းမှုဆိုရင်တစ်ဖက်ကအင်အားနဲ့တက်ကိုဖြစ်တယ်နိုင်ငံတိဆောက်မှုမှာပြတော့အဆုံးတတ်မရှိတယ်လို့အောင်မြင်မှုနဲ့အတိတ်ပဲရှိတဲ့စိတ်သက်ကိုအနောက်လန်လို့ဆက်တက်ပြောင်းလဲသွားတယ်နောက်ဆုံးမှာထဲကူတူနဲ့တူဖို့တွေပြောတယ်အခုချိန်မှာတော့နိုင်ငံတည်နေပါပြီနောက်တစ်လဲမှာပြတော့တွေလာမယ်နောက်ခံမှာတချင်းတစ်ပုံးနဲ့ဖွင့်နေတယ်အဲ့ဒီချင်းအဆုံးမရှိတဲ့ချင်းနဲ့အဆုံးတမ်းမဲ့ဆိုင်ရခံစားပါမိတတောင်းတဲ့နိုင်ငံကိုစတင်ရက်တော့တယ်အဲ့ဒီချိန်မှာအတန်တစ်ခုပြောတယ်ချင်းနဲ့ပြင်းနေတဲ့ဒီနေ့မှာကျွန်တော်တို့မြတ်တာတရားနဲ့တဲနေတဲ့အဲ့လေဒါဆိုရင်ဒီခါအပိုင်းမှာထဲကူတူနဲ့တဲ့ EF တွေနဲ့နိုင်ငံမိုင်းနိုကူလာတိဆောက်တော့ပုံကိုပြန်လည်ကြည့်ကြပါပြီနောက်ပိုင်းမှာတော့ဆိုရိုင်းနာနဲ့တက်ရှင်နိုင်ငံဘက်ကတိုက်ပွဲဖြစ်လာမယ်
နဲနဲတန်ရှင်တူရဲ့တကူကြီးကိုတိုက်ပွဲပါဒါကြောင့်နောက်ပိုင်းမှာလည်းမလို့ပါစေနဲ့လိုက်လေးတစ်ချက်နဲ့ subscribe လေးတစ်ချက်နှိပ်သွားလို့မမေ့ပါနဲ့နော်အခုချိန်လေးအားပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ချိန်မှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်